ခုရောက်ရှိနေရတော့လိုင်တာရုပ်ရှင်လေးပဲဖြစ်ပါရဲ့ရှင်။တိုင်တာအိုးရှက်မှာမကြခင်မှဖွင့်လှစ်ထားတဲ့မီနီဆိုးရဲ့ဆိုင်ခွဲတစ်လေးကိုစုရင်နဒီတို့နဲ့အတူလိုက်ကြည့်လိုက်ကြအောင်နော်အခုကတော့လိုင်တာဆိုင်ခွဲလေးကိုရောက်ရှိနေပြီဖြစ်ပါရဲ့ရှင်။ထဲမှာဗာပစ္စည်းလေးပြထားမလဲဆိုတာကိုအတူတူလိုက်ကြည့်လိုက်အောင်နော်။ဝင်ချင်းမှာဆိုရင်ပဲပေါ့နော်ဒီ blind box ဆင်လေးကိုပေါ့နော်မြင်နေရတယ်ပေါ့နော် blind box ဆင်လေးမှာဆိုလို့ရှင်လဲ blind box လေးအများကြီးရှိရပေါ့နော်ဒါလေးဆိုလို့ရှင်လဲသူကကြ BD21 လေးပေါ့နော် BD21 မှာဒီလိုပုံစံလေးပေါ့ blind box လေးကဒါလေးတွေရှိတယ်ပြီးတော့လို့ရှင်ဒီဘက်ချမ်းမှာပေါ့နော်ဒါက Sanrio character လေးပေါ့နော် Sanrio character လေးကိုမှသူကဒီလိုပုံစံလေးတွေရှိမယ်သူကအသက်ရောက်ထားတာမကြသေးတဲ့ဒီကောင်လေးပေါ့နော်ချစ်စရာလေးဒီကောင်လေးဆိုလို့ရှင်လဲဒီမှာဒီလိုပုံစံလေးတွေရှိရပေါ့နော်ဒီလေးစမ်းမယ်ပြီးတော့လို့ရှိရင်မီနီဆိုရဲ့ blind box လေးတွေအကုန်လုံးอ่ะပေါ့နော် official ပစ္စည်းစစ်လေးလည်းဖြစ်တယ်ပေါ့နော်ပြီးရင်ဒီတစ်လအော်တိုဘာလတစ်လလုံးမှာပေါ့နော်မီနီဆိုရဲ့ blind box တစ်ပါကင်ဝယ်သူတိုင်း 20% off လေးလည်းရအောင်ပေါ့နော်အခြားဘာလေးရှိမလဲဆိုတာကိုလိုက်ကြည့်လိုက်အောင်နော်ကဲဒီဘက်မှာဆိုရင်တော့ Sanrio နဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေကိုပြပေးပါမယ်ရှင်ဒီဘက်မှာဆိုရင်တော့ Hello Kitty ပစ္စည်းလေးရှိမယ် My Melody နဲ့ပတ်သက်တဲ့ပစ္စည်းလေးရှိမယ်အခုလိုမျိုး travel ပီလိုလေးလည်းရှိပါမယ်ရှင်အသားလေးက e ဆက်ဆက်လေးနော်နောက်ပြီးတော့ဒီလိုမျိုးအမိုက်ပုံးချစ်စရာမိုက်ပုံးလေးလည်းရှိပါမယ်ဒီအောက်ပိုင်းမှာဆိုရင်တော့ချစ်စရာဖက်နယ်လေးတွေကို My Melody နဲ့ပတ်သက်တာလေးလည်းရှိမယ်ကုလိုမီနဲ့ပတ်သက်တာလေးလည်းရှိမယ်ကဲဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ကုလိုမီနဲ့ပတ်သက်တာလေးရှိမယ်စင်နာမိုနဲ့ပတ်သက်တာလေးရှိမယ်ဒီအောက်ပိုင်းမှာဆိုရင်တော့ပေါ့နော်ဒီလိုမျိုးချစ်စရာလက်ဆောင်ပေးလို့ရတဲ့အိမ်လေးလည်းရှိပါမယ်ရှင်ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဘာဘီနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေမိန်းကလေးတွေအကြိုက်ပေါ့နော်အခုလိုမျိုးချစ်စရာကောင်းတဲ့အုတ်ထုံလေးရှိပါမယ်ဒီလိုမျိုးလေးလည်းရှိမယ်နောက်ပြီးတော့နှစ်ချက်လေးလည်းရှိမယ်ဒီလိုမျိုးနှစ်ချက်လေးလည်းရှိပါမယ်ဒီအောက်ပိုင်းမှာဆိုရင်တော့ဒီလိုမျိုးဖက်နက်လေးလည်းရှိပါမယ်ဘာဘီဖက်နက်လေးချစ်စရာလေးเนาะဒီဘက်မှာဆိုရင်တော့လော်ဆူနဲ့ပတ်သက်တဲ့အခုလိုမျိုးရုပ်လေးအသားလေးကလည်းကောင်းကောင်းလေးအီအီလေးနဲ့ဒီလိုမျိုးထွက်ပဲပြီးလိုလေးလည်းရှိမယ်ပြီးတော့ပန်ကာလေးလည်းရှိမယ်ရေဘူးလေးလည်းရှိပါမယ်ရှင်နောက်ပြီးဟိုနောက်ဖက်မှာဗာလေးရှိလဲဆိုတာလိုက်ကြည့်လိုက်အောင်เนาะကဲဒီမှာဆိုလို့ရှိရင်လေအမျိုးသားသုံးအမျိုးသမီးသုံးရေမိုးလေးပေါ့နော်သူက tester လေးလည်းပြပေးထားဖြစ်တဲ့အတွက် tester လေးအသုံးပြုရင်းနဲ့စိုက်နှစ်သက်တဲ့ရေမိုးလေးတွေကိုလည်းရွေးချယ်ပြီးတော့ဝယ်လို့ရရှိနိုင်တယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လေသူကဒီမီနီဆိုမှာအယောင်အရာဆုံးရေမိုးလေးပေါ့နော်အနံလေးကကြတော့သူက sweet type ဘက်ကိုသွားတယ်ပေါ့နော်တင်းတင်းချွတ်ချွတ်လေးဘက်ကိုသွားပါတယ်ဒီလိုပုံစံလေးရှိမယ်ပြီးတော့လို့ရှိရင်ဒီဘက်ချမ်းမှာဒီကောင်လေးလည်းရှိရပေါ့နော်ဒါ secret garden လေးပေါ့နော်သူလည်းအယောင်အရာဆုံးရေမိုးလေးတွေမှာပါတယ်ပေါ့နော်ကောင်လေးတွေရှိပါမယ်ပြီးတော့လို့ရှိရင်ဒီက Lucky 7 series လေးပေါ့နော် Lucky 7 series မှာလည်းဒီလိုပုံစံလေးရှိရဲလက်ဆောင်ပေးမယ်ဆိုရင်လည်းအရန်ဆင်ပြေတဲ့ရေမွေးလေးပေါ့နော်ကောင်းလေးရှိပါမယ်ဒါအမျိုးသမီးသုံးရေမွေးတန်းလေးပေါ့နော်ဒီဘက်ချမ်းပြီးတော့လို့ရှိရင်အမျိုးသားသုံးရေမွေးနဲ့ပတ်သက်ပြီးတော့လည်းပြပေးပါမယ်ရှင်အမျိုးသားသုံးရေမွေးရကြတော့ဒီဘက်ချမ်းလေးမှာရှိရပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းသူကကြတော့ဂျန်နမန်ရေမွေးလေးပေါ့နော်သူက packaging ကလည်းရန်ကောင်းတယ်လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လူကြီးမိဘတွေကတော့ပေးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်အနံလေးကကြတော့အမျိုးသားသုံးပေါ့နော်ရေမွေးဖြစ်တဲ့အတွက်တင်းတင်းအေးအေးလေးဘက်ကိုသွားတယ်ဂျန်နမန် site ပုံစံလေးဖြစ်ဖြစ်ပေါ့နော်ဒီကောင်လေးရှိပါမယ်ပြီးတော့ရင်ဒီဘက်ချမ်းမှာရေမွေးလေးတွေရှိမယ်ပြီးသွားလို့ရှိရင်ဒီကောင်ပေါ့နော် energy of cooling ပေါ့နော်ဒီကောင်လေးရှိမယ်ဒါလေးဆိုလည်း mini so မှာလူသိများပြီးတော့လူကြိုက်များတဲ့ရေမွေးလေးပေါ့နော်ဒါလေးရှိပါမယ် tester လေးလည်းပြပေးထားဖြစ်တဲ့အတွက် tester လေးအသုံးပြုရင်မိမိကြိုက်နေတဲ့ရေမွေးလေးကိုလည်းရွေးချက်ပြီးတော့ဝယ်လို့ရရှိနိုင်ပါတယ်ပေါ့နော်အခြားဘာလေးရှိမလဲဆိုတာကိုလိုက်ကြည့်လိုက်အောင်နော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဒီ Harry Potter နဲ့ပတ်သက်တဲ့ပစ္စည်းလေးပေါ့နော်တစုတစည်းပြပေးထားရပေါ့နော်အသင်းလေးသင်းရဲ့ပစ္စည်းလေးရှိတာဖြစ်တဲ့အတွက်မိမိကြိုက်နေတဲ့အသင်းရဲ့ပစ္စည်းလေးတွေကိုလည်းရွေးချယ်ပြီးတော့ဝယ်လို့ရရှိနိုင်တယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းဒါ Harry Potter ကားလေးရပေါ့နော်ဇီကွက်ရုပ်ကလေးဖြစ်ပါတယ်ချစ်စရာလေးနော်ဒီကောင်လေးရှိမယ်ပြီးတော့လို့ရှိရင်သူကအသင်းလေးသင်းရဲ့နှစ်ချက်ကလေးကိုမှပေါ့နော်တိုက်စီနှစ်ချက်ရှိမယ်ရိုးရိုးနှစ်ချက်လေးလည်းရှိရပေါ့နော်ကောင်လေးရှိမယ်ကြားလို့ရှိရင်ဒီမှာခြေအိတ်လေးလည်းအသင်းလေးတဲ့ခြေအိတ်လေးရှိတယ်ပေါ့နော်ကိုကြိုက်နေတဲ့တဲ့ဟာလေးတွေဝယ်လို့ရရှိနိုင်တယ်ပေါ့နော်အထူးသတင်းကောင်းလေးကကြတော့ Harry Potter ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဝယ်ယူမယ်ဆိုလို့ရှိရင် 20% off လေးလည်းရအောင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်ဘာလေးရှိမလဲဆိုတာကိုဆွေးနွေးလိုက်ကြည့်လိုက်အောင်နော်ကဲဒီဘက်မှာဆိုရင်တော့ lady လေးအကြ hair accessory မျိုးစုံကိုပြပေးတာဖြစ်ပါတယ်အခုလိုမျိုးချစ်စရာကောင်းတဲ့ကလေးဘူးလေးတွေလည်းရှိမယ်နောက်ပြီးတော့ဒီအောက်မှာဆိုရင်တော့ခေါင်းစည်းကွင်းရောင်စုံလေးလည်းရှိမယ်နော်ဒီအောက်လေးမှာဆိုရင်တော့ဒီလိုမျိုးဒီဇိုင်းလေးပြပေးထားပါတယ်ဒီဘက်မှာကြည့်လိုက်မယ်ဆိုရင်တော့အခုလိုမျိုးချစ်စရာကောင်းတဲ့ဒီလိုမျိုးအယုတ်လေးနဲ့ကလေးလေးရှိမယ်နောက်ပြီးတော့ဒီအောက်မှာပြထားတဲ့အခုလိုမျိုးဒီဇိုင်းလေးလည်းရှိမယ် power pack ဒီဇိုင်းလေးလည်းရှိမယ်ဒီ
အောက်မှာဆိုရင်တော့ဘီကုတ်လေးတွေပေါ့နော်အခုလိုမျိုးဒီဇိုင်းလေးလည်းရှိပါတယ်နောက်ပြီးတော့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ဘီနဲ့မှန်လေးတွေပေါ့နော်ဒီလိုမျိုး power back မှန်လေးလည်းရှိမယ်ဒီလိုမျိုးဒီဇိုင်းလေးလည်းရှိမယ်နောက်ပြီးတော့ဘာဘီနဲ့ပတ်သက်တာလေးလည်းရှိမယ်Harry Potter နဲ့ပတ်သက်တဲ့ဘီလေးလည်းရှိမယ်နောက်ပြီးတော့ဘာဘီနဲ့ပတ်သက်တဲ့ပစ္စည်းလေးလည်းရှိပါမယ်ရှင်အခုလိုမျိုးကိုကြိုက်တဲ့ဒီဇိုင်းလေးတွေကိုရွေးချယ်ဝယ်ရရှိနိုင်ပါတယ်နောက်ပြီးတော့ဟိုဘက်မှာဘာလေးရှိလဲဆိုတာလိုက်ကြည့်လိုက်အောင်နော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းချစ်စရာကောင်းတဲ့အယုတ်လေးတွေမျိုးစုံပြပေးထားတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းဒါဝက်ယုတ်ကလေးပေါ့နော်ဝက်ယုတ်လေးကိုမှသွားကြည့်ခေါင်းစွပ်ပုံစံလေးနဲ့ပေါ့နော်ဒီကောင်လေးရှိမယ်ပြီးသွားလို့ရှိရင်ပင်ကွင်းယုတ်ကလေးရှိမယ်ဒီဘက်ချမ်းမှာဆိုစတေးယုတ်လေးတွေခဲပြားယုတ်လေးလည်းရှိရပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းချစ်စရာလေးဒါတိုးယုတ်လေးပေါ့နော်လူယုတ်ကလေးလည်းရှိပါမယ်ဒီနေ့ဆိုရဲဒီလန်တာယာဆိုင်ခွဲတက်လီမှာဆိုလို့ရှိရင်လည်းချစ်စရာကောင်းတဲ့အယုတ်ကလေးတွေပြင်ဖနက်ကလေးတွေရေမွေးလေးတွေလိုင်းပေါက်လေးတွေနဲ့အခြားသော accessory လူသုံးကုန်ပစ္စည်းလေးလည်းရရှိနိုင်တာဖြစ်လို့ဒီနေ့ဆိုရဲဆိုင်တာယာဆိုင်ခွဲတက်လီကိုလာရောက်ဝယ်အားပေးဖို့အတွက်လည်းဖိတ်ခေါ်ပါရရှင်